ကဲဆိုဒီမှာတန်းပြဖိုက်ကိုဆိုတော့ calculator ဓာတ်ရိုက်နှိပ်မယ်ပေါ့တန်းပြဖိုက်ကို calculator နှိပ်မယ်ဆိုတချို့ကမနှိပ်တက်လို့ပါတယ်ဘယ်လိုနှိပ်ပြရမလဲဆိုလို့ရှိရင်ဆိုတော့အရင်တန်းပြဖိုက်ကို calculator နှိပ်တော့မယ်ဆိုရင် calculator ကနေပြီးတော့ဒီမှာ on လိုက် set ကို on ပြီးသွားပြီဆိုရင်10ကိုရင်နှိပ်လိုက်ပေါ့တန်းကိုရင်နှိပ်လိုက်ပြီးသွားတဲ့ခါမှာဆို p ဆိုတဲ့သင်္ကေတဖော်ရမယ်ဒီ p ဆိုတဲ့သင်္ကေတရဖို့ရအတွက်ဆိုရင် p ကဘယ်နဲ့မှပါလိုက်ရှာလိုက်ပေါ့ဒီမှာဆိုတော့ p ကဒီမှာဆိုတော့အမြောက်လက္ခဏာဒီမှာ npr ဆိုပါတယ်ဒီမှာ npr သင်္ကေတလေးဒီမှာ npr အဲ့ဒီအောက်က npr ကိုနှိပ်ချင်တယ်ဆိုလို့ချင်းဆိုတော့8ခံနှိပ်ရမယ်8ဒီမှာဆိုတော့နေပြီအမြောက်လက္ခဏာ npr ပေါ့ဒီမှာတန်း p ပေါ်လာပြီတန်း p ပေါ်လာပြီဆို 5 ကိုနှိပ်ရမယ်ဒီမှာ5ကိုနှိပ်လိုက်ပြီးတော့ညနှိပ်လိုက်ပေါ့ဒါဆိုရင်ဆရာပေါ်လာတာကအဖြေကတန်းပြီးတော့ရသွားဘယ်လိုရသွားလဲဆိုလို့ရှိရင်ဒီမှာဆိုတော့30240ပေါ့ဆရာရဲ့ဒါလေးရသွားတာဖြစ်ပါတယ်ဒီလိုမှမဟုတ်ပဲဆိုတော့တန်း p5 ကိုတန်း p5 ကိုဆိုတော့တခြားရှာလို့ရတဲ့နည်းလမ်းရှိသေးတယ်လေတန်း p5 ကိုဆရာတို့ကဖြတ်မယ်ဆိုရင်10ကနေစဖြတ်ရမယ်9လုံးဖြတ်ပေးရမယ်10ရဲ့ပြီးတဲ့ခါမှာ9ရဲ့8ရဲ့9ရဲ့6ရဲ့ပေါ့10 9 8 9 6ပေါ့ဒါကိုနှိပ်ရင်တန်း p5 ဖြစ်ထွက်တာပါပဲဒါ10 9 8 9 9လုံးနေဖြတ်လာတယ်ဒါဆိုတော့ဒီမှာနှိပ်လိုက်မယ်နော်အဲဒါနှုတ်ကြည့်လိုက်ပေါ့ဟုတ်လားမဟုတ်လား2လားတို့သိချင်တယ်ဆိုနော်ဆိုတော့ဒီမှာ8 9 3ညီမချင်း A ဆက်ကိုပြန်ရှင်းလိုက်ပါတယ်ပြီးတော့ခါမှာဆိုတော့ဒီမှာ10နှိပ်မယ်တန်းအမြောက်ပြီးသွားတဲ့ခါမှာ9အမြောက်8အမြောက်7အမြောက်5 6အမြောက်ပေါ့နော်7ပြီးတဲ့ခါမှာ6လာမယ်အဲဒီညှောက်လိုက်တဲ့ခါမှာဒီမှာ3020240ပါပဲအဲဆိုတော့အဖြေရလဲဒီမှာ30240ပါပဲအဲ့တော့ဒီမှာတန်း p5 ကိုဒီလိုတစ်ခုချင်းရှင်းလိုက်ဒီလိုတစ်ခုချင်းရေးပြီးတော့ calculator နှိပ်ရင်လည်းရတယ်ဒီလိုတန်း p5 ဆိုပြီးဓာတ်ရိုက်ရှာရင်လည်းရပါတယ်ဒါဆိုတော့တန်း p5 ကို calculator နှိပ်တဲ့နည်းသင်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီလောက်ပဲနော်